အခုဆိုရင်မာကိုတိုနဲ့ကဆူရာကပြေလည်သွားပြီးနှင်းနေကြနေလို့လက်တွေအေးနေတာကြောင့်မာကိုတိုရဲ့လက်ကိုယူပြီးကဆူရာကသူ့ရဲ့ရင်ဘတ်ပေါ်ကိုတင်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မာကိုတိုရဲ့အိမ်မှာတော့ဆောင်းကြီးကထမင်းဟင်းနေချက်ပြီးမာကိုတိုနဲ့တူတူစားဖို့စောင့်နေပါတယ်။ဒါပေမဲ့မာကိုတိုကပြန်မလာတာကြောင့်ဆောင်းကြီးကဖုန်းဆက်တဲ့အခါမာကိုတိုကကဆူရာနဲ့ညစာစားဖို့လုပ်နေတာပဲဖြစ်ပါတယ်။ဆောင်းကြီးကအိမ်ကိုပြန်လာဖို့အတွက်မာကိုတိုကိုအတင်းကျပ်တွေမေးနေတဲ့အပြင်ကလေးကိုလည်းအကြောင်းပြနေတာမို့မာကိုတိုရဲ့ပါဇက်ကနေကဆူရာဆိုရင်ဒီလိုပြောမှမဟုတ်ဘူးဆိုပြီးထွက်သွားပါတယ်။အဲ့ဒီခါကဆူရာနဲ့အတူရှိနေတယ်ဆိုတာသဘောပေါက်သွားတဲ့အပြင်အားလုံးရဲ့ရှိမှဘာလို့ကလေးကိစ္စကိုပြောခဲ့ရတာလဲအဲ့ဒါကြောင့်ပဲသူကဘာလို့ရမှမသိပဲဖြစ်သွားတာလို့မာကိုတိုကအော်ပြောလိုက်ပါတယ်။အဲ့ဒါအပြင်ကမှသူ့ကောင်မလေးပုံစံမျိုးနဲ့သူ့ရဲ့အိမ်မှာလာမနေနဲ့ဆိုပြီးမာကိုတိုကပြောလိုက်တာမို့ဆောင်းကြီးတယောက်ခြေခွက်သွားရပြီးမာကိုတိုရဲ့အိမ်ကနေထွက်သွားပါတယ်။အဲ့ဒီနောက်မှာတော့မာကိုတိုကကဆူရာနဲ့တူယထာစီရင်အိမ်ကိုပြန်လာမှုရုတ်တရက်မြင်လိုက်ရတဲ့ဆောင်းကြီးကအံ့ဩသွားပြီးမာကိုတိုရဲ့အိမ်ကိုပြန်လိုက်သွားဖို့လုပ်ပါတယ်။ဒီလိုနဲ့အိမ်ကိုရောက်တဲ့အခါကဆူရာတဲ့လက်ဖက်ရည်ဖြော်ပေးဖို့လုပ်ပေမဲ့ဆောင်းကြီးဖြတ်စည်းခဲ့တာတွေကိုအရင်ရှင်းနေရပါတယ်။မာကိုတိုလက်ဖက်ရည်ဖြော်နေတော့ဘယ်တိတန်ကြလို့ကဆူရာကတကားဖွင့်လိုက်တဲ့အခါဆောင်းကြီးရဲ့ပါရိုက်တာကိုခံလိုက်ရပါတယ်။အဲ့ဒါပြီးတော့ဘာလို့ကဆူရာကဒီမှာရှိနေရတာလဲကျေးဇူးပြုပြီးအိမ်ကိုပြန်มาတော့လို့ဆောင်းကြီးကဆွဲလာရန်လိုက်လုပ်နေတာမို့မာကိုတိုကဝင်တားလိုက်ရပါတယ်။အဲ့ဒီခါမာကိုတိုနဲ့ကဆူရာကပြတ်သွားပြီမဟုတ်လားသူကကိုဝင်ရှိတော့သူ့ကိုမချစ်တော့ဘူးမဟုတ်လားအခုလိုအိမ်ကိုရောက်လာတာကလည်းကဆူရာကဖျောင်းခဲ့တာမဟုတ်လားဆိုပြီးဆောင်းကြီးကတောက်လျှောက်မေးနေခဲ့ပေမဲ့မာကိုတိုကတော့ဖြေစရာမရှိပါဘူး။ဒါပေမဲ့ကဆူရာကတကယ်တော့မာကိုတိုကိုဖျောင်းခဲ့တာကဆောင်းကြီးမဟုတ်လားဆိုပြီးပြောလိုက်တဲ့အခါသူနဲ့မာကိုတိုကတယောက်နဲ့တယောက်ချစ်လို့ခံစားချက်တွေထပ်တူကြခဲ့တာပါဆိုပြီးဆောင်းကြီးကပြန်ပြောလိုက်ပါတယ်။အဲ့ဒီခါအခုတိုင်းဆိုရင်ဆက်ဆူနာကလည်းဆောင်းကြီးစီကနေတောင်းဆိုခံရတာပေါ့လို့ကဆူရာကပြောလိုက်တော့နားမလည်နိုင်ပဲဖြစ်သွားပါတယ်။တကယ်တော့ဆက်ဆူနာကလည်းမာကိုတိုကိုချစ်နေခဲ့တာဖြစ်ပြီးဆောင်းကြီးအတွက်လုပ်ပေးတယ်လို့ပြောနေပေမဲ့အဲ့ဒါကသူ့ရဲ့ခံစားချက်အစစ်မှန်နေပဲဖြစ်ပါတယ်။ဒါပေမဲ့သူကတော့ခွင့်လွှတ်တတ်တဲ့သူမို့အခုလိုကိစ္စတွေကိုခွင့်လွှတ်ပေးတဲ့ပြင်မာကိုတိုကသူ့ကိုစောင့်နေတယ်ဆိုတာနားလေတာမို့ထပ်ပြီးတုံဆိုင်မနေတော့ဘူးလို့ပြောရင်ဆောင်းကြီးရဲ့ရှေ့မှာတဲ့နှစ်ယောက်သားကနမ်းလိုက်ကြပါတယ်။အဲ့ဒါကြောင့်ပဲဆောင်းကြီးတယောက်ဘလို့မှမခံစားနိုင်တော့ပဲမဟုတ်ဘူးလို့အုပ်ပြီးအိမ်ထဲကနေထွက်သွားပါတော့တယ်။ဟိုးရင်တိတ်တုန်းကဆက်ဆူနာကသူ့ကိုကူညီပေးခဲ့မှုတဲ့မာကိုတိုကိုသဘောကျတာမို့ဆောင်းကြီးကမာကိုတိုရဲ့အကြောင်းကိုဆက်ဆူနာအတွက်စုံစမ်းပေးခဲ့ပါတယ်။ဒါပေမဲ့လည်းတခြားလူကိုပေးမယ်လို့လုပ်ထားတဲ့ပန်းလေးကိုကိုယ်တိုင်ကလူချင်လာတဲ့အခါသူ့စီကနေချီးမွမ်းခံကျင်တာနဲ့ပန်းလေးကိုသူ့ကိုပေးလိုက်ပါတယ်။အကယ်၍ဆောင်းကြီးကမာကိုတိုရဲ့ဘေးမှာမထိုင်ခဲ့ရင်ကဆူရာနဲ့မိတ်ဆက်မပေးခဲ့ဘူးဆိုရင်အခုလိုကိစ္စတွေကဖြစ်လာခြင်းမဖြစ်လာမှာဆိုပြီးအတွေ့အထဲမှာဆက်ဆူနာရဲ့အကြောင်းအရာတွေကနှိမ့်ဆက်နေပါတယ်။နောက်ရက်မှာတော့ဆောင်းကြီးတယောက်အဲ့ရပေါ်မှာလှည့်နေရင်မာကိုတိုစီကနေစာရောက်လာလို့ဖတ်ကြည့်တဲ့အခါကဆူရာကသူ့ရဲ့အသိစေးရုံနဲ့မိတ်ဆက်ပေးမယ်ကြောင်းဖြစ်နေပါတယ်။ကျောင်းကိုရောက်တဲ့အခါမှာတော့မာကိုတိုနဲ့ကဆူရာကခေါင်းမိုးပေါ်မှာတွေ့နေကြပြီးအရင်လိုပဲကဆူရာကသူ့ပြောထားတဲ့လက်ဖက်ရည်ကိုတိုက်နေပါတယ်။အရင်တုန်းကသူကကဆူရာရဲ့အပေါ်ကိုမကောင်းတာတွေအများကြီးလုပ်ခဲ့ပေမဲ့အခုတော့ကဆူရာကလွဲလို့ဘယ်သူမှမမြင်တော့ဘူးလို့မာကိုတိုကပြောရင်နှစ်ယောက်သားကနမ်းလိုက်ကြပါတယ်။ညဘက်မှာတော့ဆောင်းကြီးကမာကိုတိုရဲ့အိမ်ကိုရောက်လာတဲ့အခါမာကိုတိုကအခြေအနေကိုမေးပေမဲ့ဆောင်းကြီးကတော့ဘာမှပြန်မဖြေပါဘူး။အဲ့ဒီနောက်မှာတော့ဆောင်းကြီးကလက်ဖက်ရည်ဖြော်ပေးဖို့လုပ်တဲ့ချိန်သူချက်ထားတဲ့ဟင်းတွေကိုအမှိုက်ပုံးထဲမှာတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မာကိုတိုကသူ့ရဲ့ဖုန်းအတန်မီလာလို့တောက်ကြည့်တဲ့အခါဆောင်းကြီးစီကနေတောင်းပန်စာပို့ထားတာဖြစ်ပြီးအောက်ဆုံးမှာနှုတ်ဆက်ပါတယ်လို့ရေးထားတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မာကိုတိုကစာကိုဖတ်ပြီးလို့အံ့ဩနေတော့မှပဲဆောင်းကြီးကနောက်ကနေမာကိုတိုကိုဓာတ်နဲ့ပြစ်ထုတ်လိုက်ပါတယ်။အချစ်စိတ်တွေများလာပြီးရွေးချယ်ခြင်းမခံရတဲ့နောက်မှာဆောင်းကြီးကခံစားချက်တွေကိုမထိန်နိုင်တော့တာမို့မာကိုတိုကိုဓာတ်နဲ့ဇက်တိုက်ထုတ်ပြနေခဲ့ပါတယ်။ဒီလိုနဲ့အသီးစိတ်ပြန်ဝင်လာတဲ့အခါမှာတော့ဆောင်းကြီးကထွက်ပြေးသွားပြီးကဆူရာအိမ်ထဲကိုရောက်လာတဲ့အခါမာကိုတိုရဲ့အလောင်းကိုသာတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဆောင်းကြီးတယောက်အခန်းထဲမှာရှိနေတော့မာကိုတိုစီကနေအပေါ်ထပ်မှာစောင့်နေမယ်ဆိုတဲ့စာဝင်လာပါတယ်။ဒီလိုနဲ့ခေါင်းမိုးတော့ကိုရောက်တော့တဲ့အခါခုံပေါ်မှာအိတ်တလုံးရှိနေပြီးကဆူရာကသူညှုပ်ပေးတဲ့ဆေးရုံကိုသွားခဲ့လာမေးလိုက်တော့ဆောင်းကြီးကမသွားခဲ့ဘူးလို့ဖြေပါတယ်။ဆေးရုံကိုမသွားခဲ့တာကကလေးရှိတဲ့ဆိုပြီးလိန်ခဲ့တာကြောင့်မဟုတ်လားလို့ကဆူရာကမေးတဲ့အခါဆောင်းကြီးကညင်းမြင်မဲ့လေသိချတယ်ဆိုရင်ဆေးရုံကိုသွားရမှာပဲလေလို့ကဆူရာကပြန်ပြောလိုက်ပါတယ်။အဲ့ဒီခါသူကမာကိုတိုရဲ့ကောင်မလေးဖြစ်ချင်လို့တောက်လျှောက်သိခံပြီးမာကိုတိုလှုပ်ချင်တာတွေအကုန်လုံးကိုလှုပ်ခွင့်ပေးခဲ့တာတောင်ဘာလို့လဲဆိုပြီးဆောင်းကြီးကအော်မေးလိုက်ပါတယ်။အဲ့ဒါကြောင့်အဖြေကိုသိချင်နေဆိုရင်ဘေးနားမှာရှိတဲ့မာကိုတိုကိုမေးလို့ရတယ်လို့ပြောတော့ဆောင်းကြီးကအိတ်ကိုဖွင့်လိုက်တဲ့အခါချက်ချင်းပဲပြုတ်အောင်မလို့ဖြစ်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဘိုက်ထဲမှာကလေးရှိမရှိအတီးပြုတ်ပြရစီဆိုပြီးကဆူရာကဓာတ်နဲ့ပြေးထိုးတဲ့အခါဆောင်းကြီးကလည်းဓာတ်ပြန်ထုတ်ပြီးမဲ့ကဆူရာကတားလိုက်နိုင်ပြီးသူ့ရဲ့ဓာတ်နဲ့ဘိုက်ကိုခွဲလိုက်ပါတယ်။ဒါပေမဲ့ဘိုက်ထဲမှာကလေးရှိမနေတာမို့ဆောင်းကြီးကလိန်ခဲ့တာပဲဆိုပြီးကဆူရာကခန်းစားချက်ကင်းမဲ့စွာပြောလိုက်ပါတယ်။ဒီလိုနဲ့အားလုံးပြီးဆုံးပြီးနောက်ရက်မှာတော့အပျော်စီးသင်းမောလေပေါ်မှာကဆူရာကမာကိုတိုရဲ့ခေါင်းကိုဖတ်ထားကနောက်ဆုံးတော့သူတို့နှစ်ယောက်တည်းအတူတူရှိပြီလို့ပြောလိုက်ရင်ဇလန်လေးကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။